hòa bà là ai sao nhau bàပြန်သွားကြမှာHello, hi. Hello, mình là bà. Aku đó. Yung semi pa na, yung semi sura. Nada to sama si pai. Mấy cây chân na. Aku sao nè là ya si lâu la bỏ nó, si lâu la mà sợ lối xì. Ta tha yung sinh sinh chuyện đó. Iya,我cái chân lại, nhìn này cây mà vậy. Thôi chỉ lại ba. Ta thì lá này à số ít giá lá sao đồ cao này bọn nó thằng mẹ ngã bắt đầu mình sao bán này bắt đầu thì nó mà muối xỉ bắt đầu là muối gì còn nhiều thì nó lên mà miếng cái bọn nó thì nó ăn mà lấy thì nó lấy muối xỉ giá màu nó mà sao nè ngã thằng cao nhau nè ngã miếu bỏ chân thì ví dụ cái này nó muối xỉ đi vào nãy điều hay để giống xem để trả biết sao đó chứ mà lại nãy điều sập bà chứ mà lại cũng bảo nhiều xương ảo á anh mày chia bọn nó hòa bà lấy anh tivi mà bà lấy thì ai khó mà chụp bài thì ai chụp mà lấy chứ lấy chơi ảo bé to luôn một chuyện đâu phải xài này tí nó có mà dán bù đó lúc nhiều này đấy chỉnh đi bỏ nó nếu quên đấy chỉnh đi thoát là cao trong mà đấy nào bỏ lúc hiện thì lúc nhiều office để trái mà bỏ nó tower trái mà lái sao bỏ nó apu đang tất tải bỏ lúc hiện nó dán bù qua lên mẹ dán bù bị dán bê qua lên mẹ cô này mà chào trai bọn nó sưu tao một cao khăn nào bọn đồ làm đi lợp kìa nhà bọn nó nên này tu ấy sẽ sưu tao ạ nhỉ bây giờ nào đấy baby bà lấy là tôi trả là đi xe bán xóa bà lấy tôi trả là thì cái đó đã gì gì nó thì nhá tôi đã đi cái sao cả mấyဖြစ်လို့လဲဆိုတော့ဒီဟာကကျမပုစားမဲ့နံပါတ်ပေါ့နော်ဒီဘက်ကောင်မှာဘာအထာလဲတော့မသိဘူးသူကအဲ့လိုတန်းစီကြတယ်တန်းစီတာအရန် crazy ဖြစ်တယ်ပေါ့နော်စားတော့ဆိုင်နေပါဆိုလို့ရှိရင်လည်းလူချောင်းနေမစားဘူးအဲ့လူအုံနေပြီဆိုရင်လိုက်ပြီးတော့တန်းစီတယ်
အဲ့လိုရန်ကုန်မှာတော့ကျတော့အဲ့လိုလူတွေပါအရန်အောင်တယ်တန်းစီရဆိုလုံးဝမစားဘူးဒါပေမဲ့ဒီရောက်လာတော့လဲထိုင်းဆောင်လာတာပေါ့နော်တန်းစီရ crazy ဖြစ်တယ်တန်းစီရရဲ့ဆိုင်မှာပဲကျွန်မစားမယ်君に伝えたい愛のプロローグ繋いだ手ドキドキする虹のメロディー奏でよ下アスファルトに溶ける駆け足と横顔偶然奪われたハートすべてはスローモーションときめき急上昇後ろ向きな自分飛び越え光目指して素敵な願いစားတော့ဆိုင်လေးရတယ်နီးနန်းနေရအရန်ကောင်းတယ်အခါကျရင်အဲ့လိုစားဖို့တောက်ဖို့အတွက်ကိုရှာဖွေနေရတာဟိုကအလုပ်တစ်လုပ်အဲ့လိုမှားစားလို့ရှိရင်လည်းအခါကျမှားမစားချင်ဘူးပေါ့နော်အဲ့လိုမျိုးအပြင်လေးထွက်ဆိုင်လေးမှာစားစကားလေးပါလေးပြောအဲ့လိုမျိုးပြ quality time လေးတွေပါပေါ့နော်အခုစားဖို့ရဆိုတော့ပိုင်ရန်တင်းတယ်အဲ့တော့ဒီနာတော့ဝိုင်လေးလိုင်းလျှောက်မယ်ဒီမှာနေရအချက်အရန်ကောင်းတာတစ်ခုပါလေညာလမ်းလျှောက်လို့ကောင်းတယ်ညာဘလောက်ပဲညင်းနဲ့အဲ့လိုမျိုးမှောင်ပေါ့နော်မမှောင်ပေါ့နော်ပြောချင်တာညာမိုးချုပ်သွားလဲဒီနာကအရန်ကိုလင်းတယ်ထင်းတယ်ပြီးတော့လုံခြုံရေးကောင်းတယ်အဲ့လိုလူသားလူလာမပြတ်ဘူးကားသွားကားလာလည်းမပြတ်ဘူးအဲ့တော့စိတ်ချလက်ချပေါ့နော်မဲခွေးတယောက်အနေနဲ့သွားလို့လာလို့ကအရန်ဆင်ပြေအဲ့အကြောင်းလဲဒီနာမှာဆက်နေပြတာပေါ့နော်တခြားနေရာတွေတက်စားလို့ရှင်ပြီးတော့အိမ်ကိုပြန်ပါမယ်ဒီကပါစားပါအခုဒီမှာပေါ့နော် Empire Tower ရှိရပါတော့ပြန်မှာ Empire Tower ကိုအလုပ်ကိစ္စလေးရှိလို့ခဏဝင်ပါမယ်အလုံးပဲ Empire Tower ရရင်ပြန်တွေ့မယ်နော် ကျမအဖတ်ထားဝါမှာပါဒါကျမရဲ့အိမ်နဲ့အရန်ကြီးရပေါ့နော်အိမ်နဲ့ဘေးချင်းကပ်ရဆိုတော့အိမ်ဦးနဲ့ကျမ်းမြင်လို့ဖြစ်နေပါပြီအခုအဖတ်ထားဝါနေပြီးတော့ဒီပေါ်တက်မှာပဲနိုဘူးလည်းရှိရပေါ့နော်နောက်ဘားတွေတော်တော်များများလည်းရှိရတော့ကြည့်ကြမယ်ဒါမေဝဲတိုက်လီကိုကျမတို့အရန် fancy ဆန်တဲ့နေရာလေးကိုခေါ်သွားပြီးမှဖြစ်ပါတယ် Invitation only. Oh, okay. Over here, please. Okay. Yes. Thank you, ค่ะကျမပါကျမတို့အခု invitation only ဆိုတဲ့ဘားလေးကိုတောင်းမှဖြစ်ပါတယ်စတိခအခုဒီမှာဒီတက်လေးကနဲ့အပေါ်တက်မယ်ဒါတော့ရွှေရောက်မှန်းနေအောင်ပေါ့နော်ရွှေတွေအခန်းမကြီးဖြစ်ပါတယ်
နားလေးကတော့ချုံလုံးစီဖြစ်ပါတယ်ချုံလုံးစီ BTS နဲ့အရန်နေရနေရလေးပေါ့နော်ချုံလုံးစီအဖယာထာဝနရာတိဝလန်ဖြစ်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့လေအရန်တိုင်းနေကိုဆိုရင်တော့အင်ဂျင်ရပေါ့နော်ရုံးစင်ပြီးတော့9 to 6ဘွားလေးပြီးသွားပြီးတော့6 to 9ဘွားလေးကိုပြပူရပါပြီပေါ့နော်ညနေစားလဲစားပွားကြီးနန်းလေးလဲချပွားကြီးပြီးတော့ coffee လေးလဲတတ်ပွားကြီးအဲ့တော့အင်ဂျင်အခုအိမ်ပြန်ပြီးတော့လှုပ်ရှားရှာလေးလုပ်ပြီးတော့နားပါတော့မယ်အဲ့အင်ဂျင်အိမ်ပြန်တဲ့လမ်းလေးပေါ့နော်ဒီမှာနေရဟာလာဒီမှာနေရအရန်ကြိုက်တဲ့ဟာတစ်ခုอ่ะလေအားလုံးလည်းသိရတဲ့အတိုင်းပဲပေါ့နော်အင်ဂျင်လုံးဝဘာမှ transportation အတွက်ဘာမှအောင်ပြစရာမလိုဘူး။ကောလာပတ်တော့ပါတာလေးလမ်းလျှောက်သွားလိုက်တာနဲ့အဆင်ပြေနေတာပေါ့နော်။အားလုံးပဲကျေးဇူးတင်ပါတယ်။ Bye bye ။ရင်ဘက်ကဗီဒီယိုအကြောင်းပြန်ပြောပြပေးမယ်နော်ပေါ့နော်။ရင်ဘက်ကဗီဒီယိုကတော့ဖြတ်ခံလိုက်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့စဉ်းစားမအောင်လို့ပါ။ဘာစဉ်းစားမအောင်တာလဲဆိုတော့အမေစဉ်းစားပါ။အမေကအဲ့ဗီဒီယိုသူမကြိုက်ဘူး။အဲ့လိုမျိုးဆိုတော့အဲ့ဗီဒီယိုကအဖြတ်ခံလိုက်ကြပါတယ်အဲ့တော့နောက်ကျသိသွားတာပေါ့နော်ဗီဒီယိုတစ်ခုရိုက်မယ်ဆိုလို့ရှိရင်အမေကိုအရင်ဆုံးပြရမယ်အမေကနေပြီးတော့ editor ချုပ်ပေါ့နော်သူကဒီဗီဒီယိုကိုသူစစ်မယ်ဒီစင်ဆာတွေပါတယ်သူကြည့်မယ်ကြည့်ပြီးတော့သူသဘောကျရဲဆိုလို့ရှိရင်တော့တင်လို့ရမယ်ပေါ့နော်သူသဘောမကျဘူးဆိုလို့ရှိရင်တော့တင်ခွင့်မရှိဘူးပေါ့နော်